SolidWorks မှာဒီ blade ရေးဆွဲနည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့က top plate မှာ sketch ဝင်လိုက်မယ်။ sketch ဝင်ပြီးရင် circuit တစ်လုံးဆွဲလိုက်မယ်။ circuit diameter ကို 100mm သတ်မှတ်ပေးလိုက်မယ်။ပြီးရင်ကျွန်တော် sound line အကြောင်းထပ်ဆွဲမယ်။ degree sound နဲ့ line အကြောင်းဆွဲပေးလိုက်မယ်။ဒီနှစ်ခုရဲ့ degree ကို 30 degree သတ်မှတ်ပေးလိုက်ပါ။ပြီးရင် center line နဲ့ symmetric လုပ်ပေးလိုက်မယ်။ပြီးရင် offset 10ပြစ်လိုက်မယ်။ offset 10ပြစ်ပြီးသွားရင်ကျွန်တော်တို့ကမလိုတဲ့ sketch line တွေကို power trim နဲ့ဖြတ်လိုက်မယ်ကျွန်တော် surface H2 ထုတ်မှာဖြစ်ပါတယ် surface H2 ထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်မလိုတဲ့ sketch line ကိုဖြတ်လိုက်မယ် dimension ကိုတော့ center point နဲ့ဒီအစွန် point ကို40သတ်မှတ်ပေးလိုက်မယ်ပြီးရင်တော့ surface H2 ထုတ်လိုက်မယ်အထူကို 9mm ထားပေးလိုက်ပါပြီးရင်ကျွန်တော် front plate မှာ sketch ဝင်လိုက်မယ်ဒီ sketch line လေးဆွဲလိုက်မယ်ဆွဲပြီးသွားရင် UCS 0နဲ့ကျွန်တော် consistent ချပေးလိုက်မယ်နော်ပြီးရင်ဒီအကျယ်ကိုတော့ 5 ထားပေးလိုက်ပါR10 ကိုတော့10သတ်မှတ်ပေးလိုက်မှာဖြစ်ပါတယ်ပြီးဆိုရင်ကျွန်တော်တို့က split line နဲ့ projection ချမှာဖြစ်ပါတယ်ဒီ blade ရဲ့ face မှာနော်လိုချင်တဲ့အတွက်ဒီ line လေးလိုချင်တယ်ကျွန်တော်တို့ split projection ချတာဖြစ်ပါတယ်ပြီးရင်တော့ surface loft နဲ့အစွန်ယူလိုက်မယ်အစွန်ယူပြီးသွားရင်ကျွန်တော်တို့သုံးတာ projection ချခဲ့တဲ့ cap ကိုကျွန်တော်တို့ကရွေးလိုက်မှာဖြစ်ပါတယ် guideline ရွေးပေးလိုက်ပါတော့ဒါဆိုရင်ကျွန်တော်တို့မလိုချင်တဲ့ဟာကိုမလိုချင်တဲ့ surface ကို hide ထားလိုက်မယ်ပြီးရင်ဒီမှာ sketch ပြန်ဝင်လိုက်မယ် front plane မှာပဲပြီး second နှလုံးဆွဲလိုက်မယ် second diameter 60နဲ့30ထားပေးလိုက်မှာဖြစ်ပါတယ် center line တစ်ချောင်းသတ်မှတ်ပေးလိုက်ပါ degree ကိုကျွန်တော်ဆွဲလာလို့30ပဲသတ်မှတ်ပေးလိုက်လို့ရပါတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီ consistent ကြောင်းလို့ဒီ object ကအစွန်လေးပေါ့နော် at point လေးမှာကျွန်တော် consistent ယူလိုက်တာဖြစ်ပါတယ်30 degree သတ်မှတ်ပေးလိုက်လည်းရပါတယ်ဒါဆိုရင်တော့ဟို dimension fully define ဖြစ်မှာဖြစ်ပါတယ်အစွန် point နဲ့ဒီဒါကတော့ဒီ arc ရဲ့ center UCL မှာမကြောက်ဘူးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ arc ရဲ့ center ကို UCL ကိုပြန်ချပေးလိုက်မယ်ပြီးရင် surface loft နဲ့တွားမယ် loft နဲ့တွားပြီးသွားရင်တော့ tangent to face ကိုရွေးလိုက်ပါtangent to face ကိုရွေးပေးရမှာဖြစ်ပါတယ် option ပေါ့နော် option မှာ tangent to face ကိုရွေးပေးလိုက်ပါပြီးရင် okay ပေးလိုက်မှာဖြစ်ပါတယ်ပြီးရင်ဒီ surface 3ခုကိုကျွန်တော် knife နဲ့ပေါင်းပေးလိုက်မှာဖြစ်ပါတယ်အမှန်ကြီးတွေဖြုတ်ထားပေးလိုက်ပါပြီးရင်တော့ thicken အထူတင်မှာပေါ့နော်အထူ 1mm တင်ပေးလိုက်မှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့လိုချင်တဲ့ blade တစ်ခုရရှိသွားပြီဖြစ်တဲ့အတွက် circular pattern နဲ့ကျွန်တော်တို့ array တွားလိုက်မှာဖြစ်ပါတယ်ရေအတွက်ကိုတော့12ထားပေးလိုက်ပါပြီးရင်တော့အားလုံးကို combine နဲ့ပေါင်းလိုက်မှာဖြစ်ပါတယ် object တစ်ခုချင်းစီဖြစ်နေတဲ့အတွက် combine နဲ့ပေါင်းပေးရတာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့လိုချင်တဲ့ blade component ကိုရရှိသွားပြီဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်တွေ့ကြဖို့ channel ကို like and subscribe နဲ့ကူညီပေးခဲ့ပါဦးခင်ဗျာကျွန်တော်တော့ SolidWorks Geo ဖြစ်ပါတယ်